One Championship မှာနိုင်ပွဲသေးအတွက်အာမန်ပြည့်နဲ့ပြင်ဆင်နေတဲ့ဂျော်ကြီးမြန်မာကစားပရိသတ်တွေအသေးဆွဲအားပေးဝင်ရန်ကြားတဲ့ကမ္ဘာအဆင့်ကိုခံပညာတိုင်းပေါင်းစုံစင်မြင့်ကြီးဖြစ်တဲ့ One Championship အားထားတဲ့ကျေဝင်ကစားမဂျော်ကြီးကအခုဆုံးတော့ပရိသတ်တွေမျှော်လင့်ကြီးမျှော်လင့်နေကြတဲ့ထိုးသက်ပွဲတစ်ခုကိုတရားဝင်ရရှိသွားခဲ့ပါပြီ။ဒါကကာလာဒန်ကြာပွဲဝေးနေကြရတဲ့ဂျော်ကြီးအတွက်သူရဲ့စွမ်းရည်တွေကိုကမ္ဘာလယ်မှာကြောပြန်တက်တည်ပြခွင့်ရမယ်အခွင့်အရေးတစ်ခုဖြစ်လာခဲ့တာပါ။လက်ဝဲဝါသနာရှင်ပြည်သူအားလုံးကလည်းမိမိတို့ချစ်မြတ်နိုးရတဲ့ကစားမကြီးပွဲစဉ်တွေရရှိသွားပြီဆိုတဲ့သတင်းကြောင့်အတိုင်းမသိဝမ်းမြောက်လုံးဆို့ပြီးတော့စိတ်လှုပ်ရှားနေခဲ့ရတာပါလက်ရှိမှာတော့ဂျော်ကြီးတယောက်ပွဲအတွက်အကောင်းဆုံးပုံစံရရှိစေဖို့စိတ်ရောကိုယ်ပါနှိမ့်မြုပ်ပြီးပြင်ဆင်မှုတွေစတင်နေပြီဖြစ်ပါတယ်တကွာလုံးကအားပေးဆောင်ကြည့်နေမဲ့အဆိုပါစင်မြင့်ထက်ကပွဲစဉ်ကြီးအတွက်ဂျော်ကြီးပေါ်မှာပရိသတ်တွေကပြေဝယုံကြည်မှုရှိနေကြပြီးဂျော်ကြီးရဲ့မြို့တေချာပေါက်ယုံကြည်တယ်ဆိုတဲ့အားပေးစကားတန်တွေကလည်းလူမှုကွန်ရက်စာမျက်နှာတွေထက်မှာတကယ်နဲ့ထွက်ပေါ်လို့နေပါတယ်အတိတ်ပွဲစဉ်တွေမှာပြိုင်ဘက်တွေကိုကြောက်လန့်မရှိဘဲနဲ့ရဲဝံ့ရင်ဆိုင်ရဲခဲ့တဲ့သူ့ရဲ့သမဏိစိတ်ဓာတ်ကိုလူတိုင်းကအတိမတ်ပြုထားကြတာကြောင့်အခုပွဲမှာလည်းတမိုင်းတဲ့တစ်ခုထပ်မံရေးထိုးနိုင်မယ်လို့အားလုံးကမျှော်လင့်နေကြတာပါမိဘပြည်သူတွေရဲ့တောင်းတောင်းဖြားဖြားအားပေးဝင်ရမှုအင်အားတွေကဂျော်ကြီးအတွက်ကွင်းထဲကိုဝင်ရောက်သွားတဲ့အချိန်မှာတကယ်ကိုအာမန်ပြည့်ဖြစ်စေမဲ့ခွန်အားကြီးတစ်ခုဖြစ်လာမှာသိကြပါလိမ့်အခုလိုမျိုးယုံကြည်မှုပြေဝနဲ့စောင့်ကြည့်နေတဲ့ပရိသတ်ရဲ့မျှော်လင့်ချက်တွေကိုဂျော်ကြီးအနေနဲ့အကောင်းဆုံးတုံ့ပြန်ပေးနိုင်လိမ့်မယ်လို့အားလုံးကယူဆထားကြတာပါပရိသတ်တွေကြိုက်အမြဲတမ်းအကြမ်းဆုံးခြေစွမ်းပြလေးရှိတဲ့ဂျော်ကြီးစီကနေအားလုံးကထပ်မံမြင်တွေ့ကျင်နေကြတာကတော့ပြိုင်ဘက်ကိုအလဲထိုး KO စနစ်နဲ့အပြတ်သက်လက်စွမ်းပြပြီးအနိုင်ယူသွားမဲ့ခိုက်တက်မဲ့ဖြစ်ပါသည်ကွင်းတွင်းကိုရောက်တာနဲ့ဆာလောင်မိုးသိမ့်နေတဲ့ကြားတကောင်လိုမျိုးပြတ်သားထက်မြက်လာတဲ့လက်သီးချက်တွေကန်ချက်တွေနဲ့တူအသာစီးရယူတဲ့ဂျော်ကြီးရဲ့ကစားဟန်ကပရိသတ်တွေကိုအမြဲတမ်းစိတ်လှုပ်ရှားမှုပြေဝပေးနိုင်စွမ်းရှိတာအမှန်ပါအခုပွဲစဉ်တစ်မှာလည်းသူ့ရဲ့မူပိုင်ဖြစ်တဲ့သွေးအေးနဲ့ပြိုင်ဘက်ကိုလဲထိုးမဲ့အကွက်တွေကိုအကောင်းဆုံးသွေးထားပြီးတော့ကွင်းတွင်းမှာထပ်မံပြသပေးပါအောင်လို့အားလုံးကတောင်းဆိုနေကြတာပါသူ့ရဲ့ပြင်းထန်လာတဲ့ထိုးချက်တွေအောက်မှာပြိုင်ဘက်တွေကိုဘယ်လိုမျိုးဒူထောက်သွားမလဲဆိုတာမြင်တွေ့ရဖို့ပရိသတ်တွေရင်ကုန်စွာနဲ့စောင့်ဆိုင်နေကြတာဖြစ်ပါတယ်မြန်မာလက်ဝဲလှနဲ့ကိုခံပညာစွမ်းတွေကိုပေါင်းဆက်ပြီးတော့ကမ္ဘာစင်မြင့်ထက်မှာအောင်လံလွှင့်ထူခြင်းနဲ့ကြော်ကြီးအတွက်ခုချိန်မှာတကယ်ကိုရေတကြီးလိုအပ်နေတာကတော့ပြတ်သားလာတဲ့နိုင်ပွဲတစ်ခုဖြစ်ပါတယ်နိုင်ပွဲရရှိမှသာသူ့ရဲ့ကမ္ဘာအဆင့်ရပ်တည်မှုအဆင့်တန်းကပုံမမြင်မာလာမှာဖြစ်ပြီးရှေ့ဆက်ရမယ့်ချန်ပီယံစိန်ခေါ်မှုခရီးစဉ်တွေအတွက်လည်းလမ်းကြောင်းတွေပွင့်လင်းဖြောင်ပြူးသွားမှာသိချပါဂျော်ကြီးကိုယ်တိုင်ကလည်းဒီနိုင်ပွဲရဲ့အရေးပါမှုကိုကောင်းကောင်းကြီးနားလည်ထားတာကြောင့်ပွဲကစားမဲ့နေ့ရက်မှာတေချာပေါက်အနိုင်ရရှိအောင်ဆွမ်းဆောင်သွားမှာဖြစ်တယ်လို့ပရိသတ်တွေကိုကတိပေးထားပြီးပရိသတ်ရဲ့ရင်ထဲမှာလည်းဂျော်ကြီးကတေချာပေါက်နိုင်မှာပါဆိုတဲ့စိတ်ချတဲ့ယုံကြည်မှုတွေကကိန်းအောင်နေပြီဖြစ်ကြောင်းပါခင်ဗျာအခုလိုမျိုးပွဲစဉ်ကြီးတွေအစင်းသင်းဖြစ်နေစေဖို့ဂျော်ကြီးကလက်လုံးမှာအချိန်ရက်ပိုင်းအတွင်းမှာတကယ်ကိုပြင်းထန်လွန်းလာတဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကိုစနစ်တကျနဲ့နေ့စဉ်ရက်ဆက်လှုပ်ဆောင်နေပြီးဖြစ်ကြောင်းသိရပါတယ်အားကစားရုံတွင်းမှာချွေးတလုံးလုံးနဲ့သူ့ရဲ့ကြွက်သားကြံ့ခိုင်မှုတက်လုံကောင်းမွန်မှုနဲ့အမြန်နှုံးမြင့်တင်မှုပိုင်းတွေကိုနီးပြဖွင့်တဲ့သူပတ်တကုတ်စူးစမ်းအားထုတ်နေတာမြင်တွေ့ရပါတယ်။လေ့ကျင့်ခန်းတွေတောက်လျှောက်ဆင်းနေတဲ့သူ့ရဲ့ပုံရိပ်တွေကကာယပိုင်းဆိုင်ရာရောညနာပိုင်းဆိုင်ရာမှာပါမြေဆုံးအဆင့်ကိုရောက်ရှိနေပြီဆိုတာပြသနေတာပါ။လိုမျိုးခက်ခဲတဲ့လေ့ကျင့်ခန်းတွေကိုတီးခံကြော်ဖြတ်နေရခြင်းကပြိုင်ပွဲတွေမှာအမှားယွင်းမရှိအပြတ်အနိုင်ယူနိုင်ဖို့အဓိကတော့ချက်ပဲဖြစ်ကြောင်းပါခင်ဗျာ။ဒါပေမဲ့လက်ရှိချိန်ထိတော့ဂျော်ကြီးနဲ့ရင်ဆိုင်ထိုးသက်ရမယ့်ပြိုင်ဘက်ကဘယ်နိုင်ငံကဘယ်လိုကစားမမျိုးလဲဆိုတာဝမ်းဖွဲ့စည်းဘက်ကတရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးတာကြောင့်လောလောဆယ်တော့မသိရသေးပါဘူး။ပြိုင်ဘက်ကဘယ်သူပဲဖြစ်ဖြစ်ပါအတွေ့အကြုံရင်းနဲ့ဝိုင်းကစားမဖြစ်စေအောင်တော့ဂျော်ကြီးအနေနဲ့ကတော့စိုးရင်ပူပန်ခြင်းမရှိဘဲနဲ့မိမိရဲ့ပြင်ဆင်မှုကိုသာအာရုံစိုက်ထားတာဖြစ်ပါတယ်။ပရိသတ်တွေကလည်းပြိုင်ဘက်ဘယ်သူဆိုတာကိုသိကျင်စောနဲ့စိတ်ဝင်စားစောင့်ကြည့်နေကြပြီးဘယ်သူနဲ့ပဲတွေ့တွေ့ဂျော်ကြီးကတော့လဲထိုးပြစ်မှာပဲလို့ယုံကြည်ချက်ရှိနေကြတာပါ။ပြိုင်ဘက်ရဲ့ကစားဟန်ကိုမသိရသေးပေမဲ့လည်းဂျော်ကြီးရဲ့ပါနဲ့တဲ့နီးပြွားတွေနဲ့ဆိုရင်ဘယ်လိုတားဆီးကိုမဆိုကြော်ဖြတ်နိုင်မှာအမှန်ပဲဖြစ်ပါတယ်ခင်ဗျာ။